မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ Light Guide Audio Book Channel ကနေစာရေးဆရာတီဟန်ရေးသားထားတဲ့ကိုယ့်ဘဝကိုတိုးတက်ပြောင်းလဲလို့လူတိုင်းအတွက်အားစေးတစ်ခွက်ဖြစ်တဲ့အခက်ခဲတိုင်းကဘဝရဲ့စာမျက်နှာတွေပါဆိုတဲ့စာအုပ်ထဲကမှတ်သားစရာအကောင်းဆုံးအချက်လက်တွေကိုအပိုင်း၄ပိုင်းခွဲပြီးနှစ်ချုပ်တင်ဆက်ပေးမှာဖြစ်ပါတယ်ဒီစာအုပ်ကဘယ်သူတွေအတွက်ဘာကြောင့်နာမည်ကြီးပြီးနားထောင်တဲ့နယ်ဆိုတာကိုအရင်ဆုံးပြောပြပေးချင်ပါတယ်ဒီစာအုပ်လေးဟာမိမိကိုယ်ကိုတိုးတက်ပြောင်းလဲခြင်းသူတွေကိုယ်မှာရှိတဲ့အစွမ်းစာတွေကိုအပြည့်အဝဖော်ထုတ်ခြင်းသူတွေအတွက်အကောင်းဆုံးစာအုပ်တစ်အုပ်ပါဒီစာအုပ်ရဲ့ခေါင်းစဉ်အတိုင်းပါပဲဘဝမှာကြုံတွေ့လာရတဲ့အမှားတွေအခက်အခဲတွေဆိုတာစိတ်ဓာတ်ကျစရာတွေမဟုတ်ပါဘူးဒါတွေဟာကိုယ့်ဘဝရဲ့တိုးတက်မှုစာမျက်နှာတွေကိုတီဆောက်နေတဲ့မိုးမျှော်တိုက်ကြီးရဲ့အုတ်ခဲတွေသာဖြစ်ပါတယ်ဒီစာအုပ်ကကိုယ့်ဘဝကိုတန်ဖိုးထားပြီးတိုးတက်ပြောင်းလဲလိုတဲ့စိတ်ရှိဖို့ကိုတိုက်တွန်းထားပါတယ်နားထောင်တဲ့သူများရရှိနိုင်မဲ့အကျိုးကျေးဇူးတွေကမိတ်ဆွေတို့ဒီအနှစ်ချုပ်ကိုနားထောင်ခြင်းအပြင်ကိုယ့်ဘဝတိုးတက်ဖို့အတွက်လိုအပ်တဲ့အရေးကြီးဘုဟုတုတအတွေးခေါ်တွေရရှိနိုင်မှာပါဥပမာဘီကင်နာစိတ်ထားကိုဘယ်လိုလက်ခံပြီးမြန်ဆန်စွာတင်ယူရမလဲဆိုတဲ့နည်းလမ်းတွေကိုသိရှိရမယ်ဥပမာနံပါတ်1ဘီကင်နာစိတ်ထားကိုဘယ်လိုလက်ခံပြီးမြန်ဆန်စွာတင်ယူရမလဲဆိုတဲ့နည်းလမ်းတွေပါသိရှိရမယ်နံပါတ်2အာယုံစူးစိုက်မှုကိုဘယ်လိုထိန်းသိမ်းပြီးအကျိုးမပေးတဲ့အလေးအကျင့်တွေကိုဘယ်လိုစွန့်လွတ်ရမလဲဆိုတာကိုပါသိရှိရမှာပါနံပါတ်3စိတ်ပြည့်စရာတွေရှုံးနေမှုတွေကိုတိုးတက်ဖို့လောင်စာအဖြစ်ဘယ်လိုအသုံးပြုရမလဲဆိုတဲ့စစ်တီတော်စိတ်ဓာတ်ကိုရရှိလာမှာပါနံပါတ်4ရေရှည်ပန်းနိုင်အတွက်စိတ်ရှည်စွာမပြတ်မကွက်ဘယ်လိုအုံမြင့်ချပြီးရှေ့ဆက်ရမလဲဆိုတဲ့အမြဲတမ်းတိုးတက်နေမဲ့စနစ်ကိုတည်ဆောက်နိုင်ဖို့နည်းလမ်းတွေပါသိရှိလာမှာဖြစ်ပါတယ်ကဲကျွန်တော်တို့ရဲ့ဒီစာအုပ်ကိုရေးသားတဲ့စာရေးဆရာတီဟန်အကြောင်းကိုအချိန်အနည်းငယ်ပြောပြပေးခြင်းပါလေစာရေးဆရာတီဟန်ကမြန်မာပညာရေးလောကနဲ့လူငယ်ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်မှာထင်ရှားသူတူဖြစ်ပြီးတော့ကိုမြင့်တင်လိုသူတွေအတွက်အဖို့တန်တဲ့စာပေတွေကိုဖန်တီးပေးနေသူဖြစ်ပါတယ်သူ့ရဲ့အတွေ့အခေါ်လမ်းညွှန်မှုတွေကြောင့်မြန်မာလူငယ်တွေဟာဘဝတိုက်ပွဲတိုင်းမှာရှုံးနိမ့်ခြင်းမရှိဘဲခွန်အားအပြည့်နဲ့ရပ်တည်နိုင်ဖို့အထောက်အကူများစွာရရှိခဲ့ကြပါတယ်ဒီစာအုပ်မှာပါတဲ့အကြောင်းအရာတွေကလည်းကိုယ့်ရဲ့အစွမ်းအစတွေအပေါ်ယုံကြည်ပြီးရှေ့ဆက်နိုင်ဖို့တွန်းအားပေးနေတာကိုပါတွေ့ရှိရမှာဖြစ်ပါတယ်အခန်း1အမျက်ခိုင်မာအောင်လုပ်ပါစတင်သူတယောက်လိုနေထိုင်ခြင်းဒီပထမဆုံးအခန်းမှာတော့ကျွန်တော်တို့ဟာဘီကင်နာဖြစ်ခြင်းနဲ့အသားကျဖို့လိုအပ်တယ်ဆိုတဲ့ခေါင်းစဉ်ကိုဆွေးနွေးသွားမှာပါကျွန်တော်တို့တခုခုအတစ်တင်ယူတိုင်းမှာစချင်းမှာစိတ်ကျဉ်ကျပ်တယ်လို့ခံစားရတတ်တယ်ကိုကမတော်ဘူးလို့ခံစားရပြီးမသိတာတွေများလွန်းလို့ထုချုံဖို့တစ်သက်လုံးကြိုးစားရမယ်ဆိုတဲ့တန်တရားတွေဝင်လာတတ်ပါတယ်ဒါပေမဲ့ဒီခံစားချက်တွေနဲ့အသားကျဖို့လိုအပ်ပါတယ်အောင်မြင်တဲ့သူတိုင်းဟာစတင်သူဘီကင်နာဘဝကိုဖြတ်တန်းခဲ့ပြီးသားသူတွေဖြစ်ပြီးတော့သူတို့ဟာလေ့ကျင့်မှုများစွာလုပ်ခဲ့ရပြီးအမှားများစွာနဲ့ရှုံးနိမ့်ခဲ့ဘူးပါတယ်သင်ယူမှုလွယ်ကူစေဖို့အတွက်နည်းလမ်းတစ်ခုရှိပါတယ်ပထမနည်းလမ်းကတော့ပါရမီပါလာမယ်လို့ဘယ်တော့မှမမျှော်လင့်ပါနဲ့ကိုကတခါမှမထိတွေ့ဘူးတဲ့အလုပ်ကိုတင်ယူရတဲ့အခါပါရမီပါလာမယ်ဆိုတဲ့မျှော်လင့်ချက်ကိုဖျောက်ဖျက်ပေးဖို့ပါရမီကိုမျှော်လင့်ထားရင်ခက်ခဲတဲ့အချိန်ရောက်တဲ့အခါပောက်ကွဲမှုကပြင်းထန်ပြီးကို့အစွမ်းစအပေါ်မယုံကြည်တော့ပဲအရှုံးပေးဖို့အလားအလာများလာတတ်ပါတယ်တကယ်တော့မွေးရပါရမီဆိုတာမရှိပဲလူအုံနောက်ကပြုတ်လွယ်ပြင်လွယ်နိုင်စွမ်းရှိပြီးတော့ပညာရပ်တစ်ခုကိုတတ်မြောက်ဖို့ပါရမီထက်ဇွဲကောင်းဖို့ပို့ပြီးတော့လိုအပ်လာတာဖြစ်ပါတယ်ဒုတိယနည်းလမ်းကတော့ကိုယ့်ရဲ့မကျွမ်းကျင်မှုကိုဝန်ခံပါစိတ်ရောကိုယ်ပါဘီကင်နာတယောက်လိုကြင့်ကြံနေထိုင်ကြည့်ပါကိုမတိသေးတာကိုဝန်ခံနိုင်မှတင်ယူနိုင်စွမ်းမြင့်တက်စေပါတယ်ဒါအပြင်ပိုအတွေ့အကြုံရှိတဲ့သူတွေကကိုအမှားတွေကိုထောက်ပြတဲ့အခါချက်ချင်းလက်ခံနိုင်စွမ်းရှိလာပါလိမ့်မယ်ဥပမာအီလွန်မတ်ရဲ့တစ်ပင်ကြီးနီလန်းလိုဉာဏ်ကြီးရှင်တယောက်ဟာပညာရပ်တစ်ခုကိုလေ့လာရင်မြန်တတ်မြောက်ဖို့အမြဲလိုက်နာတဲ့စီမင်းတွေရှိပါတယ်သူကအသိပညာတွေကိုတစ်ပင်ကြီးတစ်ပင်လိုရှုမြင်ပါတယ်ပညာရပ်တစ်ခုမှာအကိုင်းအခက်တွေနဲ့ပြင်စီအခြေခံသဘောတရား2မျိုးရှိပြီးတော့အခက်အဖျားတွေစီမတွားခင်အဓိကကျတဲ့အခြေခံသဘောတရားအရင်းမြစ်တွေစီကိုအရင်နားလည်အောင်လုပ်ရပါမယ်လူအများစုကမြင်သာတဲ့အကိုင်းအခက်အပေါ်ယံအကြောင်းအရာတွေကိုပဲလိုက်လေ့လာရင်အချိန်ကုန်နေတတ်ပြီးဒါကြောင့်အုံနောက်ထဲမှာအရေးမကြီးတဲ့ information တွေသတင်းအချက်လက်တွေပြည့်လာပြီးရှေ့ဆက်မတိုးနိုင်တော့ပဲလမ်းတစ်ဝက်နဲ့ရပ်သွားတတ်ပါတယ်အီလွန်မတ်လိုလေ့လာခြင်းနဲ့ပညာရပ်ရဲ့အရေးကြီးတဲ့20%ကိုအရင်သိအောင်လုပ်ရပါမယ်ပြီးရင်တော့ဥယျာဉ်မှုတယောက်လိုစိတ်ရှည်လက်ရှည်ရေလောင်းပေါင်းတင်ပြီးပြင်စီကိုမြဲမြဲစုပ်ကင်နိုင်မှတာအတစ်ကိုင်းတစ်ရွက်တွေအပေါ်ဆက်အာယုံစိုက်နိုင်မှာပါ
ဒါဟာမြန်ဆန်စွာလေ့လာပြီး professional တယောက်ဖြစ်ဖို့နည်းလမ်းတွေပါပဲအခန်း2တိုးတက်မှုအရှိန်မပြတ်ဖို့စနစ်တကျပြုပြင်ပြောင်းလဲခြင်းဒုတိယအခန်းမှာတော့ကျွန်တော်တို့ရဲ့အာယုံစူးစိုက်မှုကိုပျက်စီးစေပြီးတိုးတက်မှုကိုအရှိန်အဟုန်ကိုနှောင့်နှေးစေတဲ့အရာတွေကိုဘယ်လိုဖယ်ရှားပြီးစနစ်တစ်ခုကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုဆွေးနွေးလေ့လာရမှာဖြစ်ပါတယ်အာယုံပြောက်ဖို့ရပ်ပြေရမယ်အလေးကျင့်3ခုကိုယ့်ရဲ့ဉာဏ်ပညာနဲ့အစွမ်းအစတွေအကုန်ထုတ်ဖို့အတွက်အာယုံမစုစည်းနိုင်ရင်ခက်ခဲနိုင်ပါတယ်ဒါကြောင့်ရပ်ပြေရမယ်အလေးကျင့်3ခုရှိပါတယ်နံပါတ်1ရလဒ်ကိုထိန်းချုပ်ဖို့စူးစမ်းခြင်းကြီးမားတဲ့ရည်မှန်းချက်ထားပေမဲ့အနာဂတ်ရလဒ်ကိုတွေးပူရင်စွမ်းရည်နေကုန်နေတတ်ပါတယ်ဆရာဝန်ဖြစ်ချင်တဲ့ကလေးတစ်ယောက်ဟာနောက်10နှစ်မှာဘာဖြစ်မလဲလို့တွေးပူမဲ့အစားပန်းနိုင်စီရောက်ဖို့တတ်နိုင်သမျှစူးစမ်းတာကပိုပြီးအထိပ္ပယ်ရှိပါတယ်ရလဒ်ထက်ခြေလမ်းတိုင်းကိုအာယုံစိုက်ပါနံပါတ်2ကန့်သက်ချက်တွေကိုလစ်လူရှုခြင်းကျွန်တော်တို့ဟာစက်ရုပ်တွေမဟုတ်ပါဘူးမျောလင့်ချက်ကြီးမားလွန်းတဲ့အခါအလုပ်တစ်ခုပြီးတစ်ခုဇက်တိုက်လုပ်ပြီးကိုအလွန်အကျွံတောင်းဆိုမိရင်စိတ်ပင်ပန်းပြီးရည်ရွယ်ချက်တွေပါပျောက်လာတတ်ပါတယ်လက်တွေကျတဲ့မျောလင့်ချက်ထားပြီးမပြည့်စုံနိုင်တဲ့တူရူးလစ်အစားတစ်နေ့မှမဖြစ်မနေပြည့်ရမယ်အလုပ်အနည်းငယ်ပါဝင်တဲ့မာစတာတူရူးလစ်ကိုထားရှိရမှာပါနံပါတ်3အာယုံပြန့်လွင့်ခြင်းနဲ့အသားကျခြင်းနည်းပညာတွေကြောင့်ကျွန်တော်တို့အာယုံပြန့်လွင့်ဖို့အရန်လွယ်လာပါတယ်ဆိုရှယ်မီဒီယာကိုအကျိုးရှိအောင်ရည်ရွယ်ချက်ရှိသုံးပါနျူးဖေမှာကိုရှာနေတဲ့ပေတွေ channel တွေပဲထားပါနည်းပညာနဲ့အလုပ်ကိုစတင်တာအဆုံးတတ်တာရှောင်ပြီးအရေးကြီးဆုံးအလုပ်တွေကိုစောနိုင်တယ်မြတ်စောလုပ်ပါအာယုံစိုက်မှုမြင့်လေပန်းနိုင်စီမြန်ရောက်လေပါပဲဥပမာ100%ရဲ့စွမ်းအားဆိုပါတော့ကြီးမားတဲ့ပြောင်းလဲမှုတွေလုပ်ဖို့အတွက်နေ့စဉ်100%ပိုကောင်းအောင်လုပ်ဖို့လိုပါတယ်တစ်နေ့100%တိုးတက်သွားရင်တစ်နှစ်ကြာတဲ့အခါလက်ရှိထက်38ဆတိုးတက်နေပါလိမ့်မယ်ဒီပမာဏဟာကိုယ့်ရဲ့အနာဂတ်ကိုတိတိတသာကွာခြားစေနိုင်ပါတယ်ကိုယ့်ကိုဘယ်သူမှအလျှော့မတွက်စေခြင်းရင်နေ့စဉ်စကေးတွေကိုထပ်ခါတွေးတောနေဖို့လိုအပ်ပါတယ်အခန်း3ဒဏ်ရာတွေကိုလောင်စာအဖြစ်ပြောင်းလဲခြင်းတတိယအခန်းမှာတော့တိုးတက်ဖို့အတွက်ရှောင်လွဲလို့မရတဲ့ခက်ခဲမှုတွေစိတ်ပြည့်စရာတွေနဲ့ကြုံတွေ့လာရတဲ့အခါအဲ့ဒီဒဏ်ရာတွေကိုဘယ်လိုလောင်စာအဖြစ်ပြောင်းလဲပြီးရှေ့ဆက်မလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်ခက်ခဲမှုကိုရွေးချယ်ပါတိုးတက်မှုအတွက်နေ့စဉ်တွေးနဲ့ချွေးနဲ့ရင်းရတာပေးဆက်ရတာခက်ခဲတာမှန်ပါတယ်ဒါပေမဲ့ရေနာကိုတဲ့သူရဲ့ဘဝကလည်းမပြည့်ပြတ်သေးတဲ့အလုပ်တွေကိုနောက်နေ့အထိအကျွေးတည်သွားရတဲ့ခံစားချက်ကပိုခက်ခဲပါတယ်ခက်ခဲရတာချင်းအတူတူကိုယ့်ကိုနောက်တစ်ဆင့်ရောက်စေမဲ့ခက်ခဲမှုကိုရွေးတတ်ဖို့လိုအပ်ပါတယ်ဥပမာမီးမပူခင်ခုန်ထွက်ပါတာမန်ဘဝနဲ့ရောင်ရဲနေသူတွေဟာဒီဝဲကရက်ထဲကနေထွက်ဖို့မလွယ်ကူလှပါဘူးတိုးတက်ခြင်းရင်မှန်ထဲမှာပြန်မြင်ရတဲ့လက်ရှိကိုယ်ပုံစံကိုအားမရဖို့လိုအပ်ပါတယ်သူများထက်နောက်ကျနေတဲ့ဘဝအချိန်ဖြုံးနေတဲ့ဘဝကိုရဲကြီးမုန်းတတ်ဖို့လိုအပ်ပါတယ်ဒီလိုစိတ်ပြတ်မှုနဲ့မခံကျင်စိတ်ဟာကိုယ့်ကိုခက်ခဲတဲ့အခြေအနေပူလောင်မှုတွေကနေခုန်ထွက်နိုင်စေမဲ့လောင်စာပါပဲကံကြမ္မာထက်ကိုယုံကြည်ခြင်းကိုယ့်ဘဝကိုကံကြမ္မာစီပုံအပ်ထားတဲ့ဘဝကဒုံရင်အတိုင်းပဲရှိနေမှာပါကိုယ့်ရဲ့ကံဆိုးမှုတွေကိုဘာမှမတတ်နိုင်လို့မှတ်ယူနေရင်ပြောင်းလဲလာမှာမဟုတ်ပါဘူးကံကြမ္မာထက်ကိုယ့်ရဲ့အစွမ်းအစတွေအပေါ်ယုံကြည်ထားမှတိုးတက်မှုတွေစတင်နိုင်ပါလိမ့်မယ်ကိုလုပ်တဲ့အရာမှားတွားရင်တော့ယုံကြည်မှုရှိတဲ့သူတွေမှာအဖိုးမဖြတ်နိုင်တဲ့တင်ငန်းစာတွေကြံတတ်ပါတယ်ကြာဆုံးမှုတိုင်းဟာနောက်တစ်ချိန်ပြန်ထားတိုင်းပုံမာကြောတဲ့စိတ်ဓာတ်တစ်ခုအဖတ်တင်ပေးပါတယ်ဥပမာကံကောင်းခြင်းဆိုတာမရှိပါဘူးပတ်ဝန်းကျင်မှာကိုလောက်မကြိုးစားပဲအောင်မြင်နေတဲ့သူတွေကိုကြည်ပြီးအားမငယ်ပါနဲ့ပြည့်စုံမှုမရှိတဲ့အောင်မြင်မှုတိုင်းဟာကြာမမြဲပါဘူးတကယ်တော့သူတို့ဟာအလုပ်တစ်ခုကိုဆွဲမြဲလုပ်နိုင်တဲ့အတွက်အမြင့်ဆုံးကိုရောက်နေကြတာပါတခါတလေအိတ်ချင်နေပေမဲ့စိတ်တင်းပြီးအလုပ်ဆက်လုပ်တာဖိအားတွေကြောင့်ထွက်ပြေးခြင်းပေမဲ့အဆုံးထိဆက်ခံလိုက်တာမျိုးဟာကိုယ့်ကိုကံကောင်းတဲ့သူတွေအားလုံးတဲ့ရှေ့ကိုရောက်စေနိုင်ပါတယ်ဒီလိုစိတ်မလျှော့တဲ့အလုပ်တွေကကိုယ့်ကိုကံကောင်းစေတဲ့သူဖြစ်လာစေမှာပါအခန်းလေးရေရှည်အတွက်စိတ်ရှည်စွာအုတ်မြစ်ချခြင်းနောက်ဆုံးအခန်းမှာတော့တန်ဖိုးရှိတဲ့အရာတိုင်းကအချိန်ယူရတဲ့အတွက်ရေရှည်အတွက်စိတ်ရှည်မှုနဲ့မပြတ်မကွက်လှုပ်ဆောင်ခြင်းရဲ့အရေးကြီးပုံကိုဆွေးနွေးသွားပါမယ်စိတ်ရှည်မှုရဲ့အဓိပ္ပာယ်လူအများစုကစောင့်ဆိုင်းရတာကိုမုန်းကြပါတယ်ဒါပေမဲ့စိတ်ရှည်တယ်ဆိုတာစူးစမ်းအားထုတ်ဖို့မလိုပဲအချိန်ကိုမျှော်ကြည့်ခြင်းမဟုတ်ပါဘူးစစ်မှန်တဲ့စိတ်ရှည်မှုဆိုတာကနေ့စဉ်လှုပ်ရှားရှိတာတွေကိုမပြတ်မကွက်လုပ်ရင်မဝေးတော့တဲ့အနာဂတ်မှာရလဒ်ကောင်းတွေထွက်လာဖို့လှုံ့ဆော်နေတာပါဒီနေ့ရေလောင်းပေါင်းတင်နေတဲ့မျိုးစေ့ကအနာဂတ်မှာကိုယ့်ကိုအတိအပွင့်တွေခံစားစေရမယ်ဆိုတဲ့တည်ကြမှုနဲ့ရှေ့ဆက်နေတာဖြစ်ပါတယ်တန်ဖိုးရှိတဲ့အရာတိုင်းကထင်တာထက်ပိုပြီးတော့အချိန်ယူရပါတယ်ခဏလောက်အနစ်နာခံပြီးတိုးတက်နိုင်ရင်လူတိုင်းလိုက်လုံနေလောက်ပါပြီဒါကြောင့်ခရီးစဉ်မှာကိုတယောက်တည်းရှိနေတတ်တာပါဥပမာဝါပင်တစ်ပင်ကိုကြည့်ပါတိုးတက်မှုဖြစ်စဉ်ကတစ်ထစ်ချင်းမြင့်တက်လာတာမဟုတ်ပါဘူး
ဝါပင်ဟာပထမ6နှစ်လုံးသိမ့်မမြင့်နိုင်ပဲမြေအောက်မှာအမြင့်တွေဖို့အချိန်ပေးရပါတယ်ဒါပေမဲ့6နှစ်ပြည့်တဲ့နောက်6ပတ်အတွင်းပေ90တရားအထိညာတင်းကျွန်းအောင်မြင်လာနိုင်ပါတယ်ဒီလိုပါပဲကျွန်တော်တို့ရေရှည်မှာမိုးမျိုးတိုက်ဆောက်ဖို့စိတ်ရှည်ရှည်နဲ့အုံမြင့်ချနေရပါတယ်ကိုယ့်ရင်ထဲမှာအားထုတ်သမျှကိုယ်တိုင်ပဲသိနေပါလိမ့်နေ့စဉ်100%တိုးတက်အောင်မပြတ်မကွက်လှုပ်သွားမယ်ဆိုရင်နှစ်အနည်းငယ်ကြာတဲ့အခါတာမန်လူတွေနဲ့တိတိတတာကွာခြားသွားမှာပါကျိုးဝိုင်းထဲမှာကြံခဲ့ဖို့လိုတယ်အောင်မြင်မှုဆိုတာတစ်ဖက်ကန်းခတ်ကျွမ်းကျင်တဲ့အဆင့်မရောက်ခင်လမ်းတစ်ဝက်နဲ့ရပ်သွားကြတဲ့သူတွေရဲ့အမားကိုတင်ကန်းစာယူဖို့ပါတိုးတက်မှုခရီးစဉ်မှာတစ်လထက်ပိုမလုံနိုင်တဲ့သူတွေများပြီးကိုကတစ်လထက်ပိုပြီးဆက်လုပ်ပြနိုင်ရင်ကျိုးဝိုင်းထဲမှာဆက်ကြံခဲ့မယ်ဆိုရင်တော့အောင်နိုင်တဲ့သူစီရင်ထဲကိုပါနေပြီဆိုတာမမေ့ပါနဲ့မြန်ပြေးဖို့မလိုအပ်ပါဘူးမှန်ပြေးနိုင်ရင်ကိုပဲလူအများစုတဲ့ရှေ့ရောက်နေပါပြီကဲမိတ်ဆွေတို့ရဲ့စာရေးစရာတီဟန်ပြောခဲ့တယ်လို့ပါပဲဘဝမှာအမားတွေအခက်ခဲတွေဟာစိတ်သက်ကြစရာမဟုတ်ပဲတိုးတက်မှုရဲ့အစာမျက်နှာတွေပဲဖြစ်ပါတယ်ဒီအခက်ခဲမှုတွေကိုအန်တူပြီးရှင်တန်နိုင်မှကိုယ့်ဘဝကိုတန်ဖိုးရှိတည်ဆောက်နိုင်မှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောပြခဲ့တဲ့အနှစ်ချုပ်တွေထဲကနီလန်းတွေကိုလိုက်နာပြီးကိုယ့်ဘဝကိုတိုးတက်အောင်ပြုပြင်ပြောင်းလဲဖို့အတွက်ဒီနေ့ကစပြီးလှမ်းရမယ့်ခြေလမ်းတိုင်းကိုစတင်လိုက်ပါကိုပိုကောင်းအောင်လှုပ်ဆောင်နိုင်တာဟာတခြားတိုးတက်မှုတွေထက်အတီးအပွင့်တွေပိုခံစားရပါလိမ့်အားလုံးပဲဒီအတန်စာအုပ်လေးကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာအတန်စာအုပ်တွေအတွက်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးအားပေးခဲ့ပါဦးလို့တောင်းဆိုပါရစေနောက်ရက်တွေမှာလည်းပြန်လည်ဆုံတွေ့ကြပါသေးတယ်